Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Main Promise Blog မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတဲ့တင်မောကတော့ရိုရှိခေါ်ခါခရီးယာတင်မောပဲဖြစ်ပါတယ်ဒီတင်မောဘလို့ကန့်ကပ်ပြီးတော့ဘလို့ကားတွေကိုတင်ဆောင်လဲဆိုတာကိုသိချင်ရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ကြပါဒီတင်မောကရိုရှိလို့ခေါ်ပြီးတော့ကားတွေကိုမောင်းဆင်း drive on နဲ့တင်ဆောင်တဲ့အထူးတင်မောကြီးတစ်စီးဖြစ်ပါတယ်သူ့မှာကားတွေအတွက်အထက်အဆင့်ကြီးတွေပါပြီးတော့တချီတင်းနဲ့ကားရာချီတင်ဆောင်နေပါတယ်ခင်ဗျာဒီလိုတင်မောကြီးတွေကန်းကိုချင်းကပ်တဲ့အခါမှာစိတ်ကန်းရဲ့ရူရန်နဲ့တရိုက်ချိတ်ဆက်ရပါတယ်ဒီရန်ကတင်မောနဲ့ကန်းကြားမှာကားတွေဖြတ်တန်းနိုင်တဲ့တရားလို့မြင်နိုင်ပါတယ်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေထပ်မှန်တင်ဆောင်ပေးဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လုပ်ထားပေးကြပါခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးများတင်ပါတယ် bye bye